ရှေးယုံကကျင်နာတက်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။သူမရဲ့မိခင်ကွယ်လွန်သွားပြီးနောက်ဖခင်ဖြစ်သူကဒုတိယဇနီးထပ်မံလက်ထပ်ခဲ့ပါတယ်။နောက်တွေကြာလာတော့ဖခင်ပါထပ်မံကွယ်လွန်သွားတဲ့အခါမှာတော့ရက်ဆက်တဲ့မိထွေးနဲ့သူမရဲ့သမီးနှစ်ယောက်ဟာစင်တရဲလာကိုအစေခံတူလိုခိုင်းစေပြီးမိဖို့ချောင်ထဲမှာပဲနေထိုင်စေခဲ့ပါတယ်။ဒီနေ့မှာတော့တိုင်းပြည်ရဲ့ဘရင်ကြီးကမင်းသားလေးအတွက်ကျင်ရတော်ရွေးချယ်ဖို့နန်းတော်မှာကပွဲတစ်ခုကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။ပြည်သူလူထုတွေကပြိုမေတိုင်းတက်ရောက်ခွင့်ရှိတယ်လို့ဖိတ်ကြားစာရောက်ရှိလာပါတယ်။စင်ဒရဲလာဟာကပွဲကိုတွားချင်ပေမဲ့မိထွေးဖြစ်သူကအလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ခိုင်းစေခဲ့ပါတယ်။သူမရဲ့အမတ်နှစ်ယောက်ကလည်းစင်ဒရဲလာပြင်ဆင်ထားတဲ့ဝတ်စုံဟောင်းလေးကိုဖျက်ဆီးပစ်လိုက်ကြပြီးသူမကိုထားရိတ်ခဲ့ကနန်းတော်ကိုထွက်သွားကြပါတယ်။စင်ဒရဲလာတယောက်တည်းအိမ်ထဲမှာဝမ်းနေပြီးထိုင်ကုန်နေခဲ့ရဲ့ငိုကြွေးနေစဉ်မှာပဲနတ်မိမယ်တစ်ပါးပေါ်လာပါတယ်။နတ်မိမယ်ကသူမရဲ့မော်တော်ဝင်းနဲ့ဖြုံသီးကိုရွှေရထားအဖြစ်ပြောင်းပေးလိုက်ပါတယ်။ကြက်ကလေးတွေကိုမြင်းဖြူကြီးတွေအဖြစ်လဲကောင်းဖန်တီးပေးလိုက်ပါတယ်။နတ်မိမယ်ကစင်ဒရဲလာရဲ့စုပ်ပြတ်နေတဲ့အဝတ်အစားတွေကိုအလွန်လှပတဲ့ဝတ်စုံဖြစ်ပြောင်းလဲပေးလိုက်ပြီးတောက်ပြောင်ရဲ့ဖန်စီဖက်နဲ့တစုံကိုလည်းပေးခဲ့ပါတယ်။ဒါပေမဲ့တန်းခေါင်ရန်10နှစ်နာရီထိုးတာနဲ့မော်တက်တွေပြက်ပြဲသွားမယ်လို့တတိပေးလိုက်ပါတယ်။စင်ဒရဲလာနန်းတော်ကိုရောက်တဲ့အခါသူမရဲ့အလှကြောင့်လူတိုင်းငေးမောသွားကြပါတယ်။မင်းသားလေးဟာသူမကိုမြင်မြင်ချင်းချစ်မိသွားပြီးတညာလုံးသူမတယောက်တည်းနဲ့သာကပြခဲ့ပါတယ်။မိထွေးနဲ့အမတ်နှစ်ယောက်တောင်စင်ဒရဲလာမှန်းမသိခဲ့ကြပါဘူး။ပျော်ရွှင်နေစဉ်မှာပဲနိုင်စင်က10နှစ်နာရီထိုးဖို့အချက်ပေးတန်ထွက်လာပါတယ်။စင်ဒရဲလာရဲ့လားဟာမိမယ်ရဲ့တတိပေးချက်ကိုတတိရပြီးမင်းသားလေးကိုနှုတ်မဆက်နိုင်ပဲအမြန်ပြေးထွက်ခဲ့ပါတယ်။ပြေးရင်းနဲ့လေကားထစ်ပေါ်မှာဖန်စီဖက်နဲ့တစ်ဖက်ကြံရိတ်ခဲ့ပါတယ်။မင်းသားလေးဟာကြံရိတ်ခဲ့တဲ့ဖန်စီဖက်နဲ့လေးကိုကောက်ယူပြီးဒီဖက်နဲ့ပိုင်ရှင်မိန်းကလေးကိုပဲငါလက်ထက်မယ်လို့အဓိဋ္ဌာန်ပြုလိုက်ပါတယ်တပြည်လုံးမှာရှိတဲ့မိန်းကလေးတွေကိုဖိနှက်စီးခိုင်းပြီးလိုက်လံရှာဖွေပါတော့တယ်မင်းသားရဲ့ရဲမက်တွေစင်တွဲရဲလားတို့အိမ်ကိုရောက်လာပါတယ်အမတ်နှစ်ယောက်ကဖိနှက်ထဲခြေထောက်ဝင်အောင်အတင်းကြိုးစားပေမဲ့မရခဲ့ပါဘူးဒီလိုနဲ့စင်တွဲလားဟာအခုအညီတောင်းနေတဲ့အချိန်မှာရဲမက်တွေကြားသွားပြီးတွားကြည့်လိုက်ပါတယ်တကားကိုဖွင့်ကြည့်လိုက်တော့ထိုင်ကုန်နေတဲ့စင်တွဲလားကိုတွေးလိုက်ပါတယ်မိထွေးကစင်တွဲလားကိုဝတ်ထားပေမဲ့နောက်ဆုံးမှာတော့စင်တွဲလားလည်းဖိနှက်စီးခွင့်ရသွားပါတယ်ဖန်စီဖက်နဲ့လေးဟာစင်ဒရဲလာရဲ့ခြေထောက်ငယ်ကွက်တိဖြစ်နေပါတယ်။သူမကကြံတဲ့ဖက်နဲ့တစ်ဖက်ကိုလည်းထုတ်ပြလိုက်တဲ့အခါမှာတော့အားလုံးအားတင်သွားကြပါတယ်။မင်းသားလေးဟာစင်ဒရဲလာကိုနန်းတော်သို့ခေါ်ဆောင်သွားပြီးခမ်းနားစွာလက်ထက်ကထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။